ကောင်းမှုကုသိုလ်လှုပ်ချင်တဲ့စိတ်ကလေးတွေပေါ်လာရင်ချက်ချင်းလှုပ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့စိတ်ဟာမကောင်းမှုမှသိပ်ပျော်တတ်တယ်သူပျော်တဲ့နေရာမှာပဲသူကျက်စားတဲ့သဘောရှိတယ်ဒါကြောင့်ကုသိုလ်တစ်ခုခုလှုပ်ချင်ပြီဆိုလို့ရှိရင်အချိန်မဆွဲပဲနဲ့ချက်ချင်းလှုပ်ရမယ်အချိန်ဆွဲလိုက်ပြီဆိုလို့ရှိရင်အကုသိုလ်တွေဟာခွင့်ရယူပြီးတော့ဒီကုသိုလ်ကိုမလုပ်ပြအောင်တားမြစ်လိမ့်မယ်ဥပမာတစ်ခုကိုကအလှူတန်းဖို့တစ်ခုတွေးလို့လူချင်းတန်းကျင်တဲ့စိတ်ကလေးပေါ်လာတယ်ဒါပေမဲ့ချက်ချင်းလက်ငယ်ကြီးမလှူနိုင်သေးဘူးဆိုရင်တော့မှလူချင်းတန်းကျင်တဲ့ကုသိုလ်စိတ်ကလေးပြောင်းမသွားခင်မှာကိုယ်မှာရှိတဲ့ဘုရားကိုတောက်တော်ရည်ချမ်းကတ်တာပဲဖြစ်ဖြစ်ပန်းကတ်တာပဲဖြစ်ဖြစ်ချက်ချင်းလှုပ်လိုက်ပါဒီလိုလှုပ်ဖို့အခွင့်အရေးမရသေးဘူးဆိုရင်တော့မှဗုဒ္ဓဂုဏ်တော်ပွားလိုက်တာပဲဖြစ်ဖြစ်တရားတွေကျမ်းမာချမ်းသာကြပါစေလို့မေတ္တာပွားလိုက်တာပဲဖြစ်ဖြစ်ကိုရထားပြီးသားဖြစ်တဲ့မြတ်စွာဘုရားရှင်ရွှေနှုတ်တော်ထွက်တရားဓမ္မတွေကိုပွားများဆင်ခြင်နေတာပဲဖြစ်ဖြစ်နောက်ဆုံးဝင်လေထွက်လေမှတ်ပြီးတော့တတိကလေးထားနေတာပဲဖြစ်ဖြစ်ကောင်းမှုကုသိုလ်တစ်ခုကတော့လုပ်ပြအောင်ချက်ချင်းလုပ်လိုက်ပါအဲဒီလိုကုသိုလ်မလုပ်ဘူးဆိုလို့ရှိရင်နောက်ကအာကုသိုလ်ကချက်ချင်းဝင်ရောက်လာနိုင်ပါတယ်ဒါကြောင့်မြတ်စွာဘုရားကအဘိဓရိထကလျာဏီတဲ့ကောင်းမှုကုသိုလ်လုပ်မယ်ဆိုရင်မြန်မြန်လုပ်တဲ့ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ရဲ့စိတ်ဟာပါပသမေရမတိမနောမကောင်းမှုမှာစိတ်ကမှု့လျော်တယ်